အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ SAS 2D channel လေးကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် channel စထောင်ကြတဲ့ပေးလာတာတစ်ခါပဲလွှဲသေးတယ်เนาะခုတည်းနေ့တိုင်းဒီပေးလာတာတစ်ခါပဲလွှဲသေးတယ်အခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူသစ်ဆိုလို့ရှိရင် channel လေးကိုမြန်မြန် like subscribe လုပ်လိုက်တော့เนาะကျွန်တော်နေ့တိုင်းနေကုန်ပတ်သီးတွေเนาะရတဲ့ဟာတွေကျွန်တော်ရတဲ့လောက်ချပြပေးနေเนาะ free တွေအကုန်အဲ့တော့ကျွန်တော်ကအထူးဟိုဗာလဲဗုဒ္ဓဦးမကျော်ဆိုပြီးတော့အထူးမွေးဖို့၃မျိုးပေးတာเนาะ၃မျိုးပေးတာတယ်ဗုဒ္ဓဦးမကျော်အထူးမွေး၄လုံးကိုရယ်ဗုဒ္ဓဦးမကျော်အထူးမွေး၉ခွက်ရယ်ဗုဒ္ဓဦးမကျော်ဇာတုပတ်တည်းရယ်ဆိုပြီးကျွန်တော်၃မျိုးပေးထားတယ်ဒါနေ့တိုင်းကတော့ထည့်မပြောတော့ဘူးเนาะ၃မျိုးထဲမှာမှဒီဗုဒ္ဓဦးမကျော်အထူးမွေး၉ခွက်ကတော့ထွက်သွားပြီเนาะအထူးမွေးဗုဒ္ဓဦးမကျော်အထူးမွေး၄လုံးကိုနဲ့ဗုဒ္ဓဦးမကျော်ဇာတုပတ်တည်းပဲကြံမယ်တစ်ခါပြတာပြီးရင်ဟိုအားထဲမှာတစ်ခါထည့်ရေးပေးလိုက်မယ်เนาะကဲဟုတ်ပြီအဲ့ဆိုရင်19ရက်နေ့ကုန်နေ့တိုင်းပတ်သေးလေးကလည်းထွက်သွားတယ်နေ့တိုင်းထိုးခွက်လေးလည်းထွက်သွားပြီเนาะကဲအဲ့ဆိုရင်ကျွန်တော်20ရက်နေ့တွက်ပြမယ်ကဲဒါကတော့20ရက်နေ့ပေါ့เนาะ20ရက်နေ့နေကုန်20ရက်နေ့နေကုန်ကိုကျွန်တော်က16ပတ်တီဆိုပြီးထုတ်ပေးထားတယ်16ပတ်တီဆိုပြီးထုတ်ပေးထားတယ်ထိုးခွက်ကကျွန်တော်1နဲ့ပတ်သက်ပြီးတော့1 4တစ်ခွန်တစ်ချောက်တစ်ရှေတစ်ကိုတစ်ငါတစ်နှစ်ဆိုပြီးကျွန်တော်တစ်နှစ်ပတ်သက်ပြီးတော့9ခွက်ထုတ်ပေးထားတယ်ပြီးတော့6နှစ်ပတ်သက်ပြီးတော့က6နှစ်ပတ်သက်ပြီးတော့က6နှစ်6 5 6ကို6ရှေ6 6ခွန်6လေးเนาะ6နဲ့ပတ်သက်ပြီးတော့9ခွက်ထုတ်ပေးရတယ်ဒါတွေအကုန်လုံးအားဆော့ပေးရမှာเนาะအားဆော့ပြပါအားဆော့ခိုင်းနေဆိုတာဒါစိတ်ဖြစ်အောင်ကျွန်တော်ဆော့ခိုင်းတာเนาะဒါဗုဒ္ဓဦးမကျော်အထူးမွေးလေးလုံးကိုကြာတော့ကျွန်တော်က4 6တစ်ကိုခွေပိုးဆိုပြီးကျွန်တော်ပေးထားတယ်ဒါမနေ့ကဒါမထွက်သွားသေးဘူးเนาะဗုဒ္ဓဦးမကျော်ဇာတုပတ်တီကိုကျွန်တော်ကနှစ်ပတ်တီဆိုပြီးပေးထားရเนาะနှစ်ပတ်တီဆိုပြီးပေးထားတယ်ဒါကကျွန်တော်တေချာမမြင်ရမှာဆိုလို့ပြန်ပြရနော်ဒါလေးပါတလက်စားတဲ့ကျွန်တော်မနေ့က19ရက်နေ့ဟာလေးပါတစ်ခါပြလိုက်မယ်နော်19ရက်နေ့ကျွန်တော်ထုတ်ပေးထားတဲ့ဟာလေး19ရက်နေ့ကကျွန်တော်ထုတ်ပေးထားတဲ့ဟာလေးပါ19ရက်နေ့ဒီမှာ4-5ဆိုပြီးဆင်းသွားရနော်19ရက်နေ့ကိုပြီးတော့ဒီမှာအထူးမွေးဗုဒ္ဓဦးမကျော်အထူးမွေးကိုကမှာ9-4ဆိုပြီးတော့ဆင်းသွားတယ်အားလုံးပဲချိန်နဲ့ကြားလိုက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကတော့ရရင်ရသလောက်ကဏ္ဍတွေကိုချပေးတော့မှာဖြစ်တယ်နေ့တိုင်းလည်းတင်ပေးနေပါတယ်เนาะအကိုဒီမတွေဘက်ကလုပ်ပေးရမှာက channel လေးကိုဒီဗီဒီယိုလေးကိုတွေ့ရဆိုရင်ဒီဗီဒီယိုလေးကို like and subscribe နဲ့ subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲတတာပါ